မင်းကလေးဟာမိသားစုအမွေနှစ်ကိုပြန်လည်ရယူဖို့အတွက်လေလံပွဲမှာပါဝင်ခဲ့ပါတယ်။သူမမူလကဘသူမှလေလံမဆွဲမဲ့ပစ္စည်းဟာအလွန်ဈေးကြီးလိမ့်မယ်လို့ထင်ခဲ့တာပါ။မင်းကလေးဟာပထမဆုံးလေလံဆွဲတဲ့တန်း20နဲ့ဘီလီယံနာတစ်ယောက်ကဒေါ်လာ40နဲ့လေလံဆွဲခဲ့ပါတယ်။မကြာခင်မှာပဲလေလံဈေးကဒေါ်လာ100တန်းအထိရောက်ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာမင်းကလေးဟာတခြားတစ်ယောက်ကဝယ်သွားမှာကိုအယမ်းကြောက်နေခဲ့ပါတယ်။ဒေါ်လာ1ဘီလီယံနဲ့အမြင့်ဆုံးဈေးနဲ့ချက်ချင်းအော်ပြောခဲ့ပါတယ်။ဘီလီယံနာကမင်းကလေးရဲ့ပခုံးပေါ်ကအမှတ်သားကိုမြင်ပြီးနောက်နေရာတစ်ခုလုံးရဲ့အာရုံစိုက်မှုကိုဆွဲဆောင်ခဲ့ပါတယ်။ငယ်စဉ်ကတည်းကနှစ်သက်ခဲ့တဲ့မင်းကလေးကိုတတိယမိလို့သူနောက်တစ်ကြိမ်လေလံမဆွဲတော့ပါဘူး။မင်းကလေးဟာမိသားစုရဲ့ယတနာကိုအောင်မြင်စွာပြန်လည်ရရှိခဲ့ပြီးလှည့်ထွက်သွားခဲ့ပါတယ်။ဘီလီယံနာဟာထပြီးသူမနောက်ကိုလိုက်ခဲ့ပေမဲ့မလိုက်နိုင်ခဲ့ပါဘူး။ဘီလီယံနာအိမ်ပြန်ရောက်တဲ့အခါသူ့ဇနီးကတခြားတစ်ယောက်ရဲ့ကားနဲ့ပြန်လာတာတွေ့လိုက်ရပါတယ်။ကားမောင်းတဲ့လူကလေလံပွဲမှာဒေါ်လာ1ဘီလီယံသုံးစွဲခဲ့တာပါ။မင်းကလေးဟာယတနာကိုဖွင့်ဖို့နီးလန်းရှာနေခဲ့ပါတယ်။မင်းကလေးကဖွင့်လို့မရပဲအတွေးနဲ့နေတဲ့အချိန်မှာတကားလက်ကင်ကိုလှည့်လိုက်ပါတယ်။မင်းကလေးဟာယတနာကိုချက်ချင်းဝတ်ထားလိုက်ပါတယ်။သူမရဲ့ဘီလီယံနာယောက်ျားဟာမင်းကလေးရဲ့ထိတ်လန့်နေတဲ့အကြည့်ကိုမြင်တော့ဘီလီယံနာကဝင်တိုက်လိုက်ပါတယ်။သူ့ရဲ့ခံမှန်းချက်ကိုအတီးပြုဖို့သူ့ကိုကိုက်တဲ့သူကမင်းကလေးဖြစ်တယ်ဆိုတာကိုပိုလို့တောင်တန်တရားဝင်လာတယ်။ဘီလီယံနာကမင်းကလေးရဲ့ပခုံးမှာအဲ့ဒီအမှတ်သားရှိမရှိကြည့်ဖို့ချက်ချင်းပဲအဝတ်စားတွေကိုဆွဲချုပ်လိုက်တယ်။